Facebook ဟာ TikTok နဲ့ YouTube ဘက်ကိုရောင်းနေကြတဲ့နာမည်ကြီး content creator တွေကိုသူစီပြန်ခေါ်လိုက်ဖို့အတွက် Facebook ဘက်ကနေ3လတိတလကိုအများဆုံး$3000နဲ့လစာပေးသွားမယ် content creator တွေအတွက် Creator Fast Track လို့ခေါ်တဲ့အထူးအစီအစဉ်အသစ်ကို Matt လ18ရက်နေ့မှာစတင်မိတ်ဆက်လိုက်ကြလို့သိရပါတယ်။ စိတ်ဝင်စားစရာကောက်တာကတော့ပုံမှန်ဆိုရင်အချိန်ပေးလုပ်ပြီးမှရမယ် Facebook Content Monetization အတွက်အချိန်တွေအကြာကြီးစောင့်စင်တာမလိုပဲ Facebook ရဲ့သတ်မှတ်ချက်တွေနဲ့ကိုက်ညီမယ်ဆိုရင်ချက်ချင်းအသုံးပြုခွင့်ရမှာဖြစ်တယ်လို့3လတိလစာပုံစံမျိုးပေးသွားအောင်မှလည်းချစ်ပါတယ်။ဒါအပြင် Facebook မှာတင်လိုက်တဲ့ Reel တွေကိုလည်းလူတွေပိုမြင်နိုင်စေဖို့ reach တိုးပေးသွားအောင်မယ်လို့လည်းတည်ထားရပါတယ်။ဒီမှာလစာအနေနဲ့ရနိုင်မဲ့ဝင်ငွေတွေကတော့ Instagram, TikTok နဲ့ YouTube တို့လို platform တွေပေါ်က follower အရေအတွက်ပေါ်မူတည်ပြီး follower 2000မှ3000ကြားကို$100ကနေ450 follower 3000မှ1000ကြားကို$1000 follower 1000နဲ့အထက်ကို$3000အထိပေးသွားမယ်လို့ Facebook ဘက်ကကြေညာထားပါတယ်။ဒါပေမဲ့လက်ရှိမှာတော့အမေရိကန်နဲ့ကနေဒါမှာခြေစိုက်တဲ့သူတွေရမယ်လို့သိထားရပါတယ်။ကိုတင်လိုက်တဲ့ content တွေကလည်းကိုယ်တိုင်ဖန်တီးထားတဲ့မူရင်း content တွေထိရမယ်လို့လည်းသိရပါတယ်။ဒီလကိုအနည်းဆုံး Reel 15ဖို့တင်ရမယ်လို့သိရပါတယ်။လက်ရှိမှာတော့တရားဝင်ခွင့်ပြုထားတဲ့နိုင်ငံ2ခုကလွဲပြီးတခြားနိုင်ငံတွေက content creator တွေအနေနဲ့ရှောက်ထားလို့ရမယ်ကသေချာမသိရသေးပေမဲ့အနာဂတ်မှာတော့တခြားနိုင်ငံတွေအနေနဲ့လည်းရရှိလာနိုင်မယ်လို့မျှော်မှန်းထားရပါတယ်